နည်းဖောင်းနေထားတဲ့မောင်လေး3ယောက်ပဲမောင်လေးတို့3ယောက်ကိုကြည်ရတာလူပညာဝါသနာပါတယ်နဲ့တူတယ်အမားတို့ကုမ္ပဏီမှာလည်းလူဟောင်းတွေကိုထုတ်ပြီးတော့လူသစ်တွေခေါ်နေတယ်လေမောင်လေးတို့3ယောက်ကလှုပ်စူးစမ်းမဲ့ပုံဟာစူးစမ်းတာပေါ့အမရဲ့အလုပ်ရမ်းလို့တော့မှရင်ကုန်ကြီးကထုတ်ခံတယ်ဟာအဲ့ဒါဆိုအဆင်ပြေတာပေါ့အမားတို့ကုမ္ပဏီနဲ့မောင်လေးတို့3ယောက်နဲ့ရေရှည်လက်တွဲလို့ရတယ်မနေ့ဖြန်နေစပြီးတော့လှုပ်ဆင်းလိုက်တော့ဟုတ်ကျေးဇူးပါဗျအမဟိုကကျွန်တော်ဒီနေ့ရဲ့မစလန်အတွက်ဘတ်ဂျက်9000လာထုတ်တာပါအဲ့လောက်လို့လားဒီလောက်အများကြီးဟောလိုတာပေါ့မရဲ့ကျွန်တော်တို့အခုလိုပတ်စံအများကြီးသုံးမိရတယ်ဆိုတာကုမ္ပဏီကောင်းမှုတော့နဲ့ကျွန်တော်တို့ဇလန် quality ကောင်းမှုတော့ပါဟုတ်တာပေါ့အဲ့လို quality ကောင်းမှငါတို့ကုမ္ပဏီကိုကြော်ညာရီလာအပ်ကြော်ညာရီလာအပ်တော့ငွေတွေရတယ်ယူတော့မောင်လေးရော့ဘယ်လိုလဲ9000ရှိုးဒီကောင်လေးစူးစမ်းကြတာသူတို့လေးတွေစူးစမ်းတော့ငါလည်းပီတိဖြစ်ရတယ်ဟာအမကြော်ကြီးရိုက်ကူးအတွက်ပတ်စံ3သိန်းလောက်ထုတ်ကြည့်လို့ဟဲ့မောင်လေးမနေ့ကရင်ငါကိုထက်ကိုပတ်စံရိုက်ကူးရေးအတွက်9000ထုတ်ပေးလိုက်ပြီလေဟောအမရဲ့အပတ်စံ9000မနေ့ကကျွန်တော်တောက်တာစားတယ်ဟုတ်ပါဟောကျွန်တော်မနေ့ကဇလန်အတွက်ဘလိုဟာလေးဝယ်ရတယ်ကုန်ပါဗျာဒီနေ့ဇလန်ဒေါ်လာထုတ်တယ်အမပတ်စံထုတ်တယ်ဆိုတာကျွန်တော်ကုမ္ပဏီကောင်းမှုအတွက်နော်ကျွန်တော်တော့လေဇလန် quality ကောင်းဆိုဦးစားပေးအနေနဲ့လာထုတ်တာနော်ဟာပေးရမှာပေါ့ quality ကောင်းမှုဆိုတော့ quality နောက်ဒါနဲ့ပဲချိန်ချဒီလိုက်ရဲ့စီးလေးပဲအော်ဒါနဲ့မမို့ဒီလခန့်ထားတဲ့တရုတ်ဆောင်တစ်3ယောက်ရဲ့ရိုက်ကူးရေးစိတ်ကဘယ်လောက်ရှိသွားလဲတတိ330ကုန်ပါပါဘာ330ကျော်ဟုတ်လားကဲတတိဘာစိတ်မူပါနဲ့တတိသူတို့လေးတွေအကျဉ်းစားထုတ်မှုကြောင့်ဒီလကြော်ညာတစ်ခုရတယ်ဘာကြော်ညာပေါ်ကြထိုးတဲ့ကြော်ညာမှာတတိဘာပေါ်ကြထိုးတယ်ကဲကြော်ညာကဘယ်လောက်ရကြော်ညာကစရန်နေနဲ့9000ချသွားတယ် final နေနဲ့3သိန်းဆိုတော့စုစုပေါင်း3သိန်းခွဲအဲ့ဆိုဒီလဝင်ငွေထွက်ငွေစီပြဒီလရဲ့ဝင်ထွက်စီးလေးပါအင်ကန်3သိန်းခွဲပါ expand နေနဲ့ကတော့330ပြီနောက်ဆိုရင်အဲ့3ယောက်ကိုပြောလိုက်ကုမ္ပဏီတွင်းမှာရိုက်လို့ရရင်ရိုက်ဆရာမရှိအိတ်နေလို့ပြောလိုက်ဟုတ်ကဲ့တတိမပြောဟာကျွန်တော်ဘတ်ဂျက်လေးလာထုတ်တာဟိုနေ့ကကြော်ညာတစ်ပုတ်ရထားတယ်နော်ဒီနေ့ရိုက်ဖို့တော့ဘတ်ဂျက်လေးထုတ်ပြပါနင်ဘယ်လောက်ထပ်ထုတ်မှာလဲပြောဟောအမရေကုမ္ပဏီကအခုရက်ပိုင်းဝင်ငွေလေးကလည်းကောင်းကြော်ညာလေးကလည်းရဆိုတော့တိတ်အများကြီးတော့မထုတ်ပါဘူး3သိန်းနဲ့ပါဘာပြောလဲ3သိန်းနင်တို့တစ်လားလုံးမှာကြော်ညာတစ်ပုတ်3သိန်းခွဲနင်တို့ရိုက်ကူးရေးစီးရိတ်အတွက်ကိုလေ3လိုက်တာကတစ်လားလုံးကို330ကျော်တယ်အဲ့တော့ငါ့ကိုတထေးကပြောတယ်နင်တို့ဘတ်ဂျက်သုံးပြီးတော့ရိုက်ရမယ်ဆိုရင်ရိုက်တယ်ရုံးမှာရုံးစင်းရှိရင်ရိုက်ဆရာမရှိဘူးဆိုရင်တို့ဘာလို့အိတ်နေတာဟုတ်ထပ်မထုတ်ပေးနိုင်ဘူးသွားတော့ဟာယောယေကုံကြီးอ่ะဘာကုံကြီးတည်းမသိဘူးကွာအဆင်ပြေရဲ့အဲ့ဒီကွာဘတ်ဂျက်တောင်းတယ်များလို့လေကွာပြင်မှာထွက်မရိုက်နေတော့ရုံးထဲမှာပဲရိုက်တယ်ရုံးထဲမှာရိုက်ဆရာမရှိတော့အိတ်နေလိုက်တယ်ပိုကောင်းတာဗောကွာခေါင်းတော့မပင်မင်းဘူးငါတော့ဒီလိုရုံးမြင်များရှိတယ်ခုလောရတော့အိတ်ချစရာအိတ်ချနာအိတ်ချဟုတ်အိတ်ချအာ